အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ခွဲချမ်းစိတ်ဖြာရှင်းလင်းတင်ပြချက်မှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်တစ်ခုကိုဆွေးနွေးသွားကြပါမယ်လူတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာတစ်ခုရှိတယ်လေအပြင်ပန်းမှာတော့အရန်ကိုအောင်မြင်နေတဲ့အထင်ရပါမယ်တကယ်တမ်းအထင်စိတ်မှာကျတော့ဟာလာရှင်းလင်းထင်နေတတ်တယ်မျိုးပေါ့ဒါကြောင့်ဘဝကိုတကယ်ကိုပြည့်တည်စုံစုံနဲ့အောင်မြင်အောင်တည်ဆောက်နိုင်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာနေ့စဉ်လက်တွေ့လှုပ်ဆောင်ချက်တွေနဲ့ငွေကြေးဆိုင်ရာအလေချင်းတွေကိုဘလို့ဟန်ချက်ညီညီပေါင်းစပ်လဲဆိုတာကိုအရင်မြစ်တွေပေါ်ခြေခံပြီးအသေးစိတ်လေ့လာသွားကြပါမယ်။ကဲဒီအခြေခံအကြောင်းဆုံးမေးခွန်းနဲ့စလိုက်ကြအောင်။ဘာလို့အောင်မြင်ဖို့စ조사နေကြပဲမဲ့မပျော်ရွှင်ရတာလဲ။ပဝန်းကျင်ကကျွန်တော်တို့ကိုအပြင်ပန်းတောက်ပလပ်ပါတယ်ကားကိုတည်းချီတိဆောက်ဖို့ပဲအမြဲတွန်းအားပေးနေတတ်ပါတယ်။ဒါပေမဲ့စဉ်းစားကြည့်လိုက်ပါ။အပြင်ပန်းမှာဖယ်လောက်ပဲမိုက်နေပါစီ။ကိုယ့်ရဲ့အတွင်းစိတ်ဆိုတဲ့အင်ဂျင်ဆက်အောင်ကြီးကအမြဲတမ်းအပူလွန်ခဲ့ပြီးလောင်ကျွမ်းနေမယ်ဆိုရင်ဘာဖြစ်သွားမလဲ။တစ်ချိန်ချိန်မှာအဲ့ဒီရင်ကထိုးရသွားမှာ။ဒါမှမဟုတ်ပြက်ကျသွားမှာအထေချပါပဲ။အဲ့ဒီခါကျရင်ပြင်ပကအောင်မြင်မှုဆိုလာတွေကဘာအတိတ်ပဲမှရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့်ဒီမေခွန်းကိုအဖြေရှာဖို့အတွက်အဓိကအပိုင်းကြီး၄ပိုင်းကိုအဆင့်ဆင့်လေ့လာသွားပါမယ်။နံပါတ်1စစ်မှန်သောပျော်ရွှင်မှုရှာဖွေခြင်းနံပါတ်2အောင်မြင်မှုအတွက်အခြေခံအကျင့်များနံပါတ်3ဓနအုံစာတိဆောက်ခြင်းနည်းလမ်းများနဲ့နောက်ဆုံးဟန်ချက်ညီသောဘဝနေထိုင်နေတို့ပဲဖြစ်ပါတယ်။အတွင်စိတ်ကနေစတင်ပြီးပြင်ပကရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေစီကိုသွားကြမှာပါအပိုင်း1စစ်မှန်သောပျော်ရွှင်မှုရှာဖွေခြင်းနဲ့အတွင်းစိတ်အခြေခံကိုတည်ဆောက်ခြင်းတကယ်တိုးတက်မှုအစစ်မှန်လေးမရလာခင်မှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုအရင်ဆုံးရှင်းလင်းပြဖို့ကလုံးဝကိုအရေးကြီးတဲ့ပထမဆုံးခြေလှမ်းပါပဲဒီနိုင်ရှင်ချက်လေးကတကယ်ကိုထိမိပါတယ်လူတွေကိုအမြဲချုပ်နှောင်ထားတဲ့စိတ်နေစိတ်ထားနဲ့လွတ်မြောက်စေတဲ့စိတ်နေစိတ်ထားတို့ခုကြားကကွာခြားချက်ပေါ့သူတစ်ပါးနဲ့အမြဲတမ်းလိုက်နိုင်ရှင်နေတာလောဘကြီးတာအတ္တကြီးတာတွေကကိုယ့်ကိုလောင်ကျုံတဲ့တော့ခတ်ထားတယ်လို့ပါပဲစိတ်ကိုအမြဲပူလောင်နေစေတာပေါ့ဒါပေမဲ့စัญญင်ဘတ်အနေနဲ့ကိုရရှိထားတာလေးကိုကျေးဇူးတည်တတ်မယ်အတိတ်တွေကိုအမြဲလေ့လာသင်ယူမယ်ရှိတာလေးနဲ့ရောင်ရဲတင်းတင်းနိုင်မယ်ဆိုရင်တော့စိတ်ထဲမှာတကယ့်ကိုကြီးမားတဲ့ခွန်အားနဲ့ငြိမ်းချမ်းမှုကိုရရှိလာမှအသေးကြပါပဲဒီစကားစုလေးကလည်းတကယ့်ကိုမသားစရာပါအတိတ်ကနာကျင်မှုတွေကိုရင်ဘတ်ထဲရေဒီယိုတင်ထားတာဟာတကယ်တော့ပူလောင်နေတဲ့မီးခဲကိုကိုယ်တိုင်းစုပ်ကိုင်းထားသလိုမျိုးဒါမှမဟုတ်ပုတ်သွက်နေတဲ့အထုပ်ကြီးကိုနေတိုင်းတည်ပို့ထားရသလိုပါပဲခွေးမလွတ်နိုင်တဲ့အညိုအတေးဆိုတာအညိုထားခံရသူကိုထိခိုက်စေတာမဟုတ်ပါဘူးအဲ့ဒီမီးခဲကိုစုပ်ကိုင်းထားတဲ့ကိုယ်တဲ့ကိုပဲနေတိုင်းတဆင့်ဆင့်လောင်ကျွမ်းစေတယ်ဆိုတာလုံးဝမမေ့သင့်ပါဘူးလူတော်များများရှစ်ဆက်မတိုးနိုင်ပဲယုံခံနေရတဲ့အဓိကအကြောင်းရင်းကသူတို့ရဲ့စိတ်တွေအလုံးရှုပ်ထွေးနေလို့ပါအာရုံစူးစိုက်မှုမရှိပဲတစ်ကိုင်းတစ်ကိုင်းကနေတစ်ကိုင်းကိုမနာတမ်းခုန်ကူးနေတဲ့မြောက်တကောင်လိုစိတ်ကလွန်ပြဲနေတတ်ပါတယ်ပြီးတော့သူများကြိုက်လိုက်လုံနေရတဲ့အယုတ်ကျိုးဆွဲပွားတွေမဖြစ်နိုင်တဲ့တလက်တီကိုလိုက်ဖဲနေတာတွေလည်းပါတာပေါ့ဒါပေမဲ့အဆူဆုံးကတော့အတိတ်ကနောင်တတွေဆိုတဲ့နစ်မြုပ်သွားတဲ့တင်ပေါ်ပြစ်ချီကိုခါမှကျိုးနေချီပြီးရှီကိုခိဆက်ဖို့ကြိုးစားနေတာပါပဲဒီလိုဝန်ထုတ်ဝန်ပို့တွေနဲ့ရှေ့ဆက်ဖို့ဆိုတော့လုံးဝကိုမဖြစ်နိုင်ဘူးလေနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့အနာဂတ်မှာမိုးရွာလာမလားဆိုပြီးအမြဲကြိုတင်ပူပန်နေတာဟာလက်ရှိရရှိနေတဲ့တောက်ပတဲ့နေရောင်ခြည်ရဲ့နှွေးထွေးမှုကိုလုံးဝမခံစားနိုင်အောင်ဖျက်ဆီးပြလိုက်တာပါပဲမရောက်သေးတဲ့အနာဂတ်အတွက်အမြဲတမ်းစိုးရင်ကြောက်ရွံ့နေတာဟာဘယ်တော့မှရောက်မလာနိုင်တဲ့မုန်းတိုင်းတစ်ခုအတွက်ကိုကြိုတင်ပြီးဒုက္ခပေးနေတာနဲ့အတူတူပါပဲအဲ့ဒီအစားယနေ့ထွက်ပေါ်နေတဲ့နေအောင်ကြီးအောက်မှာရရှိလာတဲ့အခွင့်အရေးတွေကိုအပြည့်အဝအသုံးချတတ်ဖို့ကပိုပြီးအရေးကြီးပါတယ်ဒါဆိုရင်စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာပါလေတကယ်တော့ပျော်ရွှင်မှုဆိုတာအမြင်ပန်းကတိုင်းတာလို့ရတဲ့ရုပ်ဝတ္ထုပစ္စည်းရဲ့ပေါ်မှာလုံးဝမူတည်မနေပါဘူးမိမိရဲ့စိတ်နေစိတ်ထားကိုမှန်ကန်စွာပြုပြင်ပြောင်းလဲခြင်းကနေဒါရရှိနိုင်တာပါပျော်ရွှင်မှုကိုငွေကြေးတွေယာရုကုန်တင်နေတဲ့တွားချိတ်ဆက်ထားတာဟာအချိန်တိုင်းအလိုလိုကုံဆိုးသွားမဲ့ဓာတ်ခဲတစ်ခုကိုအားကိုးနေတာနဲ့အတူတူပါပဲဓာတ်ခဲကုန်သွားတဲ့အခါအယိုလေးရက်တန့်သွားတယ်လို့ပဲပြင်ပအလာတွေပျောက်ကွယ်သွားတဲ့အခါပျော်ရွှင်မှုလေးချက်ချင်းပြည့်တုံသွားတတ်ပါတယ်ကဲအပိုင်းနှစ်ကိုတွားရအောင်မြင်မှုအတွက်အခြေခံခြင်းများနေ့စဉ်လက်တွေ့လှုပ်ဆောင်ခြင်းနဲ့စီကံများစိတ်ပိုင်းဆိုင်ရာအခြေခံတွေကိုရှင်းလင်းပြင်ဆင်ပြီးပြီဆိုတော့ဘဝရဲ့အင်ဂျင်ကိုရှေ့ဆက်မောင်းနေမှုဘယ်လိုတည်ဆောက်မလဲဆိုတာစက်ကြည့်ရအောင်ခက်ခဲတဲ့အလုပ်တစ်ခုကိုစလုပ်ရတဲ့အခါဒါမှမဟုတ်စာအုပ်တအုပ်ကိုဖတ်ရတဲ့အခါပြင်းခင်စိတ်တွေဝင်လာတတ်ပါတယ်အားလုံးကြုံမှုကြမှာပါအဲ့ဒီအချိန်မှာဒီကွာခြားချက်လေးကိုအမြဲတရရလိုက်ပါလေးလာတင်ယူရတဲ့အချိန်ပေးရမှုစီကန်းတကြနေထိုင်ရမှုဆိုတဲ့ပင်မနာခြင်းမှုကတကယ်တော့ခဏလာလီပါ
ဒါပေမဲ့ပညာရပ်တစ်ခုကျွမ်းကျင်မှုတစ်ခုကိုမတင်ယူလိုက်ပဲအသိပညာကင်းမဲ့သွားခြင်းကြောင့်ရင်ဆိုင်ရမယ့်အကျိုးဆက်တွေနောက်ကောက်ကြံ့ရမှုတွေကတော့တက်လုံးစဒုက္ခရောက်စေမှာဖြစ်ပါတယ် လူတိုင်းကကိုယ့်ရဲ့အိမ်မက်တွေရီမန်းချက်တွေအကြောင်းကိုပါဆက်နေအလွယ်တကူပြောနိုင်ကြရတယ်။ဒါပေမဲ့စကားပြောနေုံတက်တာဟာတန်တွေးတွေထပ်သွားရုံကိုလည်းပြီးပါရလည်းမရနိုင်ပါဘူး။တကယ်တမ်းလက်တွေ့အကောင့်ထဲပေါ်ပြီးဇွဲရှိလောက်ဆောင်မှုကသာလင်းရွှေလိုတန်မိုးရှိတဲ့စက်မှန်တဲ့ရလက်တွေကိုဖန်တီးပေးနိုင်တာဖြစ်ပါတယ်။တကယ်ကိုထိမိတယ်မှန်တရားပါပဲ။ အောင်မြင်မှုဆိုတာကောင်းကင်ကနေကြေဒီကျွေးချွတ်လာမှလာဆိုပြီးပိုက်ကုန်းကြီးထောင်ကကန်တရားကိုထိုင်းဆောင်နေလို့ရတဲ့အရာမဟုတ်ပါဘူး။အောင်မြင်မှုဆိုတာမျိုးစေ့ချပြီးနေစဉ်ရီလောင်ဖုံးတင်ပေးရတဲ့အပင်တစ်ပင်နဲ့တူပါတယ်။တခြားသူတွေထက်စောစောထားပြီးလုံမှုရယူတာနေစဉ်အရေးကြီးဆုံးအလို့သုံးခုကိုဦးစားပေးလှုပ်ဆောင်တာကဘာတစ်ကိုဖွင့်ပေးမဲ့စာအုပ်တွေဖတ်တာဘာသာစကားတစ်နဲ့ AI လို့ဖြစ်မိနိပညာတစ်တွေကိုစဉ်ဆက်မပြတ်သင်ယူတာတွေဟာကိုယ်ပိုင်အောင်မြင်မှုအတီးပွင့်တွေကိုဖြစ်ထွန်းလာစေမဲ့နေစဉ်ရီလောင်ဖုံးတင်မှုတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ရေရှည်ဟန်ချက်ညီညီရှစ်ဆက်နိုင်ဖို့အတွက်အချိန်ကိုစနစ်တကျခွဲဝေတက်ဖို့လည်းအလွန်ရေးကြည့်ပါတယ်။အချမ်းမြင့် RTN နေစဉ်အာရုံစိုက်မှုကိုလက်တွေ့လှုပ်ဆောင်မှုအတွက်40ရာခိုင်နှုန်းစင်ဆက်မပြည့်လေးလာတင်ယူမှုအတွက်30ရာခိုင်နှုန်းနဲ့နောက်ဆုံးမရှိမဖြစ်လိုအပ်တဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အနားယူမှုကို30ရာခိုင်နှုန်းခွဲဝေပေးဖို့လိုအပ်ပါတယ်။ဒါမှသာခရီးရှည်ကြီးကိုမမောမပန်းတွားနိုင်ပါလေ။ MT ကိုစာရွက်ပေါ်ကနေလက်တိုက်ပေါ်အားထဲကိုဆွဲထုတ်နိုင်မဲ့စနစ်ကျတဲ့အစီအစဉ်တွေနေစဉ်လှုပ်ဆောင်ချက်တွေမရှိဘူးဆိုရင်အဲ့ဒီအီမန်ချက်တွေဟာလေထဲမှာဆောက်ထားတဲ့တင်းတက်ရဲတိုက်တွေလိုစိတ်ကူးရင်တက်များတာဖြစ်နေပါလိမ့်မယ်။ကိုယ့်ရဲ့တင်းတက်ရဲတိုက်တွေအောက်မှာခိုင်မာတဲ့အုံမြစ်တစ်ခုတိဆောက်ချင်တယ်ဆိုရင်တော့နေစဉ်မပြတ်မကွက်လှုပ်ဆောင်ရမယ့်တိကျတဲ့အစီအစဉ်တွေမဖြစ်မနေရှိရပါမယ်။ အပိုင်း3ကိုရောက်လာပါပြီ။တနအုပ်စာတိဆောက်ခြင်းနီးလမ်းများစိတ်ရောကိုယ်ပါ engine လက်ပတ်နေပြီဆိုတော့ဒီစ조사အားထုတ်မှုတွေကိုခိုင်မာတဲ့တနအုပ်စာဖြစ်ဘလို့ပြောင်းလဲမလဲဆိုတာကူပြောင်းကြပါမယ်။ ဒီငွေကြေးဆိုင်ရာလေကားထိလေးစင်ဟာစိတ်ကူးတဲ့ကအကြံဉာဏ်တွေကိုလက်တွေ့လို့ဆောင်တဲ့တကယ်လမ်းပြအမြေပုံပါပဲပထမခြေလှမ်းအနေနဲ့ဝင်ငွေရလိုက်ရင်မတုံးဆွဲမိတတ်မှတ်ငွေပမာဏကိုအရင်ဖယ်စုပါဒုတိယအတိုးကြီးတဲ့အကျွေးတွေကိုအများဆုံးဆက်ပြပါတတိယအရေးပေါ်ခြေနေတဲ့ဝယ်6လလောက်ရမှုငွေဖန်တီးထားပါကျတို့ထားတဲ့နောက်ဆုံးအဆင့်ကတော့ရလာတဲ့အမြတ်တွေကိုစနစ်တကျရင်းနှီးမြှုပ်နှံပြီးအရင်ဟိုဘယ်တော့မှမထိခိုက်စေဘူးပါပဲတော်တော်လေးကိုရှင်းလင်းပြီးလက်တွေ့ကျတဲ့လမ်းညွှန်ချက်တွေပါတတိထားရမယ့်အချက်ကကျွဲဝါချမ်းသာမှုဆိုတာငွေတွေကိုအတင်းအကျပ်စုပုံထားတာမျိုးမဟုတ်ပါဘူးအတွေးခေါ်ပြောင်းလဲခြင်းတာဖြစ်ပါတယ်ငါဒါကိုမတက်နိုင်ဘူးဆိုပြီးကိုတကားပိတ်လိုက်မယ့်အစားငါဒါကိုဘလို့တက်နိုင်အောင်လုပ်မလဲဆိုတဲ့မေခွန်းထုတ်ပြီးဦးနောက်ကိုအလုပ်ပေးတာပါမယ်အချင်းကုန်ငွေကြီးလို့တန်ဖိုးထားပြီးဝင်ငွေလမ်းကြောင်းအမျိုးမျိုးခွေးခြားရှာဖွေတာအတုံးစိတ်ကိုတေချာမတားတာတွေဟာချမ်းသာကြွယ်ဝမှုရဲ့အဓိကဗျူဟာတွေဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းဆိုတာတကယ်တော့လူတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးခြင်းပါပဲကြီးမားတဲ့ငွေကြီးအောင်မြင်မှုဆိုတာတခြားလူတွေရုန်းကန်နေရတဲ့အခက်အခဲတွေကိုဖြေရှင်းပေးနိုင်မှုပမာဏနဲ့တိုက်ရိုက်အချိုးကျနေပါတယ်လူများစုရဲ့နေစဉ်ဘဝအခက်အခဲတွေကိုပုံမလွဲကူတတ်တာအောင်ဘလို့ကူညီဖြေရှင်းပေးနိုင်မလဲဆိုတာကိုစဉ်းစားတွေ့ကြည့်ပြီးဆိုရင်အဲ့ဒီလုပ်ငန်းဟာအလိုလိုအောင်မြင်လာမှအသေးကြပါပဲကဲအပိုင်းလေးဟန်ချက်ညီတော့ဘဝနေထိုင်သည်နောက်ဆုံးမှာတော့ရှေ့ကရရှိလာတဲ့အောင်မြင်မှုတွေနဲ့ဒါနဥစ္စာတွေကိုကိုချင်းတရားဆိုတဲ့ခိုင်မာတဲ့မန်တိုင်နဲ့ဘလို့ထိမ့်သိမ့်မလဲဆိုတာကိုရောက်ရှိလာပါပြီမတရားတဲ့နီးလန်းနဲ့ရလာတဲ့ချမ်းသာမှုဟာဘယ်တော့မှမတည်မြဲပါဘူးရေရှည်အောင်မြင်ဖို့အတွက်အများရိုးမထိခိုက်စေတဲ့တမ္မာအာဇီဝနဲ့အသက်မွေးဖို့လိုပါတယ်ဒါအပြင်ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ဒါနကိုချင်းတရားကောင်းမှုဆိုတဲ့သီလတွေနဲ့လူများရဲ့ယုံကြည်မှုကိုတည်ဆောက်ရမယ်လူများနဲ့အစဉ်ပြေစေမဲ့မေတ္တာတရားနဲ့သူတစ်ပါးရဲ့အောင်မြင်မှုကိုမိမိအောင်မြင်မှုလို့ဝါမြောက်ပေးနိုင်တဲ့မုဒိတာပွားများခြင်းဖြင့်မနာလိုစိတ်တွေကိုဖယ်ရှားဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုတွေအားလုံးကိုခန်းစားနိုင်ဖို့အတွက်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကအရေးကြီးဆုံးပဲလေ။ကျန်းမာရေးကိုလိလိရှုထားမယ်ဆိုရင်အောင်မြင်မှုဆိုတာဘာတွေပဲမှမရှိတော့ပါဘူး။မိမိရဲ့ခန္ဓာကိုယ်ကိုဂရုမစိုက်ပဲအလုပ်တွေကြီးဖိလုပ်နေခြင်းဟာအတန်ကြီးလို့မရတော့တဲ့ကြိုးပြတ်နေတဲ့ဂီတာတလက်နဲ့တာယာတဲ့ဒီစင်းတန်ထွက်အောင်အတင်းတီးကပ်ဖို့စူးစမ်းနေတာနဲ့တပွန်ဆန်တီးပါပဲ။ဒါကြောင့်ဘဝရဲ့အုံမြင့်ကိုအပတ်ပတ်ကနေခိုင်ခန့်အောင်တိဆောက်ရပါမယ်။မိဘကိုပြုစုဆောင်ရှောက်ခြင်းဆိုတဲ့မင်္ဂလာတရားနေ့စဉ်အလုပ်တွေမှာကိုယ့်ရဲ့ဝါသနာကိုအပြည့်အဝပေါင်းစပ်ခြင်းတတိတရားလက်ကင်ထားပြီးအမားယွင်းတွေကိုလျှော်ချောခြင်းဉာဏ်ပညာနဲ့ဝိရိယကိုဟန်ချက်ညီညီပေါင်းစပ်ခြင်းစတာတွေကိုပြုလုပ်ရပါမယ်။ဒီချက်တွေအားလုံးပေါင်းစပ်သွားတဲ့ခါမှာတော့လုံးဝကိုဖြိုခွင်းလို့မရနိုင်တဲ့ဘဝရဲ့အလုံးချုံရေးခန့်တက်ကြီးတစ်ခုကိုခဏစွာဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။အဆုံးစုံပြောရမယ်ဆိုရင်ဘဝရဲ့မတေချာမရမှုတွေအလုံးကိုအကောင်းဆုံးခုခံကာကွယ်ပေးနိုင်တဲ့တခုတည်းသောအမှားခံချက်ကတော့မိမိကိုယ်ကိုပုံမတိုးတက်ကောင်းမွန်လာအောင်စဉ်ဆက်မပြတ်ကြိုးစားနေခြင်းပါပဲဈေးကွက်တွေပြောင်းလဲသွားနိုင်တယ်ကန်တရားကမျက်နှာလွဲသွားနိုင်တယ်ရုပ်ဝတ္ထုတွေပျက်စီးသွားနိုင်ပေမဲ့မိ
မိမိကိုယ်တိုင်လေ့လာစီးပူးထားတဲ့အရေးချင်းနဲ့စွမ်းရည်တွေတော့ဘယ်တော့မှပျောက်ကွယ်မသွားပဲအမြဲတမ်းကဲတင်ပေးနိုင်လို့ဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ဒီနေ့လေ့လာဆွေးနွေးမှုကိုဒီအရေးရတဲ့တွေးလေးတစ်ခုနဲ့ပဲနေကုန်းချုပ်လိုက်ချင်ပါတယ်မနေ့ကဘာတွေပဲဖြစ်ခဲ့အတိတ်မှာဘလောက်ပဲမာယွင်းခဲ့ပါစေယနေ့ဟာကြန့်ရှိနေသေးတဲ့ဘဝခီးလန်းရဲ့ပထမဆုံးနေ့ဖြစ်ပါတယ်စဉ်းစားကြည့်ပါအခုလက်ရှိအချိန်ကနေစတင်ပြီးကျွန်တော်တို့မှကြန့်ရှိနေသေးတဲ့အချိန်တွေနဲ့ဘာတွေကိုအကောင်းဆုံးတည်ဆောက်ကြမလဲဒါကတော့အားလုံးဆက်ပြီးတွေးတောရပဲမဲခုံးပါပဲ